အဲ့ဒီနေရာကရေရဲ့အဲ့ဒီနေရာကနုံနေပါတော့ယောဂပျောက်တယ်တဲ့ကြောက်ကသမားကြီးလည်းပျောက်တယ်ပြီးတော့အဲ့ဒီဖះကိုတွေးခဲ့တဲ့လူကကြတော့သူကကြတော့ဟိုကစားယောဂတဲ့ အခုအဲ့လိုယောဂကြောက်လို့လည်းအခုအဲ့ဒါအများကြီးဟုတ်တယ်မြန်မာနိုင်ငံနေကအနှံ့အောင်လာကြနော်လေတော်တော် အနှံ့ရောက်တယ် ဟုတ်တယ်အနှံ့ရောက်ပြေဦးလင်းတို့ဘာလို့လာရလို့ပြောတယ်မနေ့မနေ့ အမလေးအဲ့လိုကားတွေအများကြီးရှိသေးတယ်တဲ့ထပ်ပြီးတော့ဒီလားကားလိုင်းကိုမြင်နေရတာတဲ့အဲ့လိုအပေါက်ကြီးတွေပေါက်ကြီးနဲ့ကားတွေအများကြီးရှိသေးတယ်တဲ့ဒါဆိုရင်တို့လူတွေအများကြီးထပ်ကြအောင်ပါဗောဒီကားသမားတွေကအမျိုးသမီးကတော့ကလေးနှစ်ယောက်အမေကျောင်းဆရာမအလဲတန်းပြလို့သိရတယ်ပေါ့နော်မိန်းကလေးရဲ့မိခင်ကလည်းစိတ်ထိခိုက်ပြီးတော့ပေါ့နော်မူးမေလဲပြီးစေးရုံထီတောင်ရောက်သွားတယ်လို့ကြားသိရတယ်ပေါ့နော်ခွေးဆက်ခင်းနေတဲ့နင်တို့နှစ်ယောက်ကိုလေတလုံးခွင့်မလို့ဘူးငါခွင့်မလို့တလို့နင်တို့ဖယားတွေကလည်းခွင့်လို့မှမဟုတ်ဘူးတိတ်လာဟုတ်ကောင်းလို့ဟုတ်ကောင်းမ အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါမှလည်းထူးခြားသတင်းအကြောင်းအရာလေးတွေစူးစီးပေးထားပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါ ဒါဖူးကျင်တဲ့သူတွေအတွက်အနီးကရိုက်ပြထားတာပေါ့နော်ဖះကတော့မြစ်စိမ်မှာပူဇော်ခံနေပါတယ်လို့ဒါကလာရောက်ဖူးတဲ့လူတွေဒါကျွန်တော်တို့သွားတော့နည်းနောက်ကြတော့လေနာနေွားတာနော်တနင်္ဂနွေတောက်ကြဆိုလို့ရှိရင်လူတွေအများကြီးလာပါတယ် ကဲဒါတော့ ARD တိုင်းမြောင်းမြမြို့မှာတရလောနာမည်ကြီးနေတဲ့ပေါ်တော်မူဖျားလို့သိရပါတယ်လူတွေကတော့အများကြီးပဲဗျလူတွေကတော့ကြိတ်တိုးပဲဗျာ AR တိုင်းဒေသကြီးမြောင်းမြမြို့ကျွန်းတိတ်ကြီးရွာမှာလွန်ခဲ့တဲ့အရက်အနှဲငယ်ကနှစ်ပေါင်း625နှစ်ရှိပြီဖြစ်တဲ့ကုန်းမောင်ခေတုံးကဖျားတစုကိုဖျားစင်းလူတော်တစုပေါ့နော်အဲ့ဒီဖျားတစုကိုလဲလုံရင်းနဲ့တူးဖော်ရရှိခဲ့ဖြစ်ပုံကလွန်ခဲ့တဲ့ရက်အနှဲငယ်တုန်းကဒီအမျိုးသားတအုပ်ကသူ့အတော်ရဲ့လဲမှာလဲလုံနေခဲ့လဲလုံနေရင်းနဲ့ဒီလဲမှာပေါ့နော်ရေစင်းတဲ့မြောင်းကိုပိတ်ရမှာမလို့သွားပိတ်တဲ့အချိန်မှာဒီမြောင်းအောက်ကနုံးကိုနှိုက်လိုက်တဲ့အချိန်မှာအဲ့ဒီအောက်မှာမာကြီးတွေ့တာမလို့သူဖော်ကြည့်တယ်ပေါ့နော်ဘာပစ္စည်းများလဲလို့အဲ့လိုဖော်ကြည့်ရင်နဲ့နောက်ဆုံးမှာတွေ့လိုက်ရတာကဒီပုံထဲမှာပြထားတဲ့အဖြူရောင်စင်းလူတော်တစ်ပါးပေါ့နော်တူဖွာရရှိတဲ့မျိုးသားကရွာဦးကျောင်းကဆရာတော်အကြောင်းကြားတယ်ပေါ့နော်ဆရာတော်ကနေမှတဆင်ရက်ကွက်အုပ်ချုပ်ရေးမှုကမှတဆင်ရဲစခန်းကိုအကြောင်းကြားတယ်ရဲစခန်းကနေမှတဆင်ဒီရှင်းဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဌာနကိုအကြောင်းကြားတယ်ပေါ့နော်အဲ့လိုအကြောင်းကြားတဲ့အတွက်ရှင်းဟောင်းယဉ်ကျေးမှုဌာနကဒီသူတီကလာပြီးတော့စစ်ဆေးသွားတဲ့အခါမှာဒီရုပ်ထုပေါ့ဒီဖျားစင်းတုတော်ကလွန်ခဲ့တဲ့နှစ်ပေါင်း625နှစ်လောက်ကလေးကကိုးကွယ်တယ်ကုန်းမောင်ခက်ကကိုးကွယ်တယ်ဖျားစင်းတုတော်ဖြစ်တယ်လို့ပြောတယ်ပေါ့နော်နောက်ပြီးတော့ဒီစင်းတုတော်ကိုဒီပေါင်600လောက်ရှိပြီဆိုပဲပိုင်ရှိတဲ့မြေပေါ်မှာတူဖွာရရှိရမလို့ဒီရွာမှာပဲကိုးကွယ်လို့ရအောင်ဆိုပြီးတော့ဒီနိုင်ငံမှာဖြစ်မသိမ်းမဲ့နဲ့ဒီတိုင်းလေးထားခဲ့တယ်ပေါ့နော်ဖျားရှိတဲ့အမျိုးသားကအိမ်မက်တယ်ဒီနေရာမှာပဲတခြားစင်းတုတော်တွေလည်းရှိသေးတယ်ဒါပေမဲ့မတူးဖော်အောင်ပေါ့နော်မရှာမဖွေပဲသူကသူပေါ်လာလိမ့်မယ်လို့လည်းအိမ်မက်တယ်နောက်ပြီးတော့ဒီနေရာမှာရာဇမတ်ကာပြီးတော့အမျိုးသမီးရေမဝင်ပါနဲ့ဒီနေရာမှာအဆောက်အအုံရှိနေပြီဖြစ်လို့အမျိုးသမီးရေမဝင်ပါနဲ့ဆိုပြီးတော့အိမ်မက်တဲ့အတွက်ကြောင့်ဒီအခုပြထားတဲ့အတိုင်းရာဇမတ်ကာပြီးတော့အမျိုးသမီးရေမဝင်ရဆိုတဲ့စိုင်းပုတ်လေးကိုလည်းချိတ်ထားတွေ့တယ်နောက်ပြီးတော့ဒီဖျားတူးဖော်ရရှိတဲ့ဒီအိုင်လေးပေါ့နော်အဲ့ဒီအိုင်ကရေကိုဒီတောက်သုံးတဲ့လူတွေရောတခြားပေါ့နော်ထိတွေ့တဲ့လူတွေရော96ပါးယောဂပျောက်ကင်းတယ်လို့လည်းဒီတူးဖော်ရရှိတဲ့လူကိုယ်တိုင်ကပြောထားတယ်ပေါ့နော်သူကိုယ်တိုင်ကကြောက်ကယောဂရှိတာမလို့ဒီဖျားစင်းလူတော်ကိုတူးဖော်တဲ့အချိန်မှာဒီရေနဲ့ထိတွေ့တဲ့အတွက်ခန္ဓာကိုယ်ကအဲ့လိုမျိုးပေါ့နော်တခုခုကိုခံစားမိပြီးသူ့ယောဂဒီပျောက်သွားတယ်လို့ခံစားရတယ်လို့လည်းဒီရွာမှာတည်တဲ့လူကတယောက်ကပြောထားတယ်ပေါ့နော်ကြောက်ကတွေလည်းပျောက်တယ်ကင်ဆာတွေလည်းပျောက်တယ်လို့သိရတယ်ဗျာနော်ဒီဖျားတူးဖော်ရရှိတဲ့တဲ့ငါကျွန်းတိတ်ရွာတွေရဲမဟုတ်ဘဲနဲ့တခြားရွာတွေပါတည်ကုန်တာပေါ့နော်အဲ့ဒါကြောင့်မလို့အခုတောက်ကြစနေသတင်းတွေဆိုလို့ရှိရင်လာရောက်ပြီးတော့ဖူးမြော်ရဲသူတွေကရာကနန်းထောင်ကနန်းရှိရလို့ရွာဦးအကြောင်းကဖုန်းကြီးကလည်းအဲ့လိုမျိုးပြောထားတဲ့ဗီဒီယို TikTok မှာတွေ့ရပေါ့နော်တကယ်လို့သွားဖူးကျင်တယ်ဆိုလို့ရှိရင်မြောင် AR တိုင်းတာကြီးမြောင်မြမြို့ကကျွန်းတိတ်ကြီးရွာမှာသွားပြီးတော့ဖူးလို့ရတယ်ပေါ့နော်အဲ့ဒီနေရာကရေရဲ့အဲ့ဒီနေရာကနုံနေပါတော့ယောဂပျောက်တယ်တဲ့ကြောက်ကသမားကြီးလည်းပျောက်တယ်ပြီးတော့အဲ့ဒီဖះကိုတွေးခဲ့တဲ့လူကကြတော့သူကကြတော့ဟိုကစားယောဂတဲ့ကစားဖြစ်နေရပါတော့သူမနက်ဖြန်လို့ဆိုရင်သူရန်ကုန်မှာတက်ပြတော့မှာဒါသူတို့လေပေါ့အဲ့သူတို့လေအဲ့တွေးတဲ့လူပိုင်ရှင်ရဲ့လေပေါ့နော်မနက်ဖြန်ဆိုသူကအဲ့လိုမျိုးရန်ကုန်ကိုတဲ့စေးသွားပြတော့မှာတဲ့ဟုတ်ကဲ့နေရက်တဲ့ကြိုက်ကရှောက်တာကြောက်ကပြင်းလို့ရှောက်တာဟုတ်ကဲ့ဘယ်နဲ့ဆင်းလိုက်ဟုတ်ကဲ့လိုက်လိုက်ဘယ်လက်တော်ကြီးဝါတိအဲ့ဒီအဲ့ကြောက်ကပြောက်သွားတယ်ဘူးအဲ့တော့လူလူနေတာဟုတ်ကဲ့ဒီစောင်းကမောင်းဖို့တာပေါက်တော့မပေါက်ဘူးရောဂါတွေတော့ပေယူဟုတ်ကဲ့ယောဂတွေပဲတကယ်ပျောက်တာလားဒါမှမဟုတ်စီးပွားရေးဈေးကွက်တစ်ခုပဲဖန်တီးလိုက်တာတော့မသိဘူးဗျ
ဟုတ်လားပက်ပြီးပက်ပြီးဂိုင်းမောင်းတော့ อ๋อဟုတ်ကဲ့ တော့ဟာ2000 3000 4000 ဟိုတနေ့က ပျောက်တာပြီးပျောက် ဝင်ဝင်ရတော့တော်တော်လေးကြမ်းတယ် ဟုတ်ကဲ့ အခုအဲ့လိုယောဂကြောက်လို့လည်းအခုအဲ့တဲ့အများကြီး ဟုတ်တယ် မွေးနေရတာ မြန်မာနိုင်ငံနေကအနှံ့အောင်လာကြနော်လေတော်တော် နဲ့ရောက်တယ် ဟုတ်တယ်အနှံ့ရောက်ပြုံးလင်းတို့ဘာလို့လာလို့ပြောတယ်မနေ့ကမနေ့ကပြုံးလင်းတို့ ဟိုကဟိုမင်းသမီးနဲ့မင်းသားလာလို့တဲ့ อ๋อဟုတ်ကဲ့ ဒိုင်းပေါ်တက် ဟုတ်ကဲ့လေ မင်းသမီးတွေမင်းသားတွေတော့လာကြတော့ပါတဲ့ ဟုတ် ဒီနေ့ပွင့်ကြည့်ရစီရောက်စားပါဒီ ဘယ်ကြည်ရမလဲဘာဖြစ်လို့လဲဆိုဒီမှာပဲဖះမှာပဲအပူလုံးနေတယ်ဟုတ်တယ် ခါတော့မင်းတို့တွေးပါမမန်းတက်တယ်မှာ ဟုတ်ကဲ့ တို့ချလာပြီလားခုလားဒါတော့တို့ ဟုတ်ကဲ့ မလို့ကိစ္စလမပါတယ် อ๋อ ကိစ္စလမတော့နည်းတက်တာနေ ဟုတ်ကဲ့ အောင်ရောနေမှမရှိတဲ့လူစိတ်မှမရှိတဲ့ဥစိတ်ဘူးလိမ့်ပြပါလေ ဟုတ်လူကတော့ဦးလေးရဲ့ဟိုအမျိုးမျိုးလူအမျိုးမျိုးဆိုတော့လေလူအမျိုးမျိုးပြောကြတာပါဒါကတော့ဘွေမြူနဲ့ဆိုတာဟိုကိုကကျတော့ဖះလွတ်လောက်တာလေဟုတ်တယ်လား ခဏခဏ သူတို့ကကျတော့ဘယ်လိုလဲအပြင်မှာနေတဲ့လူတွေဒီတိုင်းနေတဲ့လူတွေပြောကြမှာပဲအဲ့ဒါတော့ဟိုကမဖြစ်နဲ့ဦးလေးဘာမှသိဘာမဖြစ် ရမပေးဘူး ဟုတ်တယ်လေ ဒီမှာပွင့်တို့ဘာတို့လောက်ပြန်ထွက်ခိုင်းနေသူတို့ဒီပွင့်သူတို့သေးကုန်မှာတော့သူတို့ ဟုတ်တယ်လေ ဒီကမေတော့ဟိုလိုက်ဘူးသူတို့ ဒီဖြစ်ဆက်မှာတော့နှစ်ဖွဲ့ကွဲနေပေါ့ဗျာတချို့ကြတော့လည်းယုံကြည်ကြတဲ့လူတွေရှိသလိုတချို့ကြတော့လည်းမယုံကြည်ဘူးဆိုပြီးတော့ဝေဖန်နေကြတဲ့လူတွေရှိတယ်ဗျာ သူတို့လူတွေမှာကျွန်တော်တို့မတူဘူး ဟုတ်ကဲ့ မယူနဲ့တော့တောင်းမှန် ဟုတ်ကဲ့ မှတ်တာကျွန်တော်ပုံစံအောက်ကောင်ကြီးရဲ့စေးပါလေမလို့ဘူးကွာငါသိပါကျွန်တော်လိုက်ရတာဒီသိကွာပါ အဲ့ကလေးလေးတက်က9နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်ဒီလကသူတို့လူမျိုးတွေဥပုပ်လာဆိုတော့လေဝါဖြစ်ဖို့အတွက်ဆိုပြီးတော့ရန်ကုန်ဘက်မှာသူတို့စားစရာတွေသွားဝယ်ကြတာကလေးလေးအတော်ရစားစရာတွေသွားဝယ်တာအပြန်ကြတော့ကလေးလေးကဝိုင်ပြက်စီးချင်တယ်ဆိုလို့သူတို့ဒလာတတိုင်းဝိုင်ပြက်စီးချင်တာတော့မဟုတ်လားဘူးဒလာတတိုင်းကြီးကနာမည်ကြီးညော်ဒလာတတိုင်းကြီးကနေဖြတ်ချင်တာပဲဖြစ်ရမယ်သူတို့ကဒလာဘက်မှာနေရဆိုတော့ဒလာဘက်ကနေရန်ကုန်ကိုသူတို့ကစားစရာသွားဝယ်တာအဲ့လိုမျိုးဖြတ်ချင်တဲ့အခါကျမှဖြတ်တာအမှတိုးဂိတ်ရှိတယ်တဲ့အဲ့တိုးဂိတ်နာမှာ slow down ရှိတယ် slow down ကဖြတ်တဲ့အချိန်မှာကခါသွားပြီးကလေးလေးကကြမ်းကင်းကြုံပြီးတော့မှပြုတ်ကျသွားတာပြုတ်ကျတော့ကားရဲ့နောက်ဘင်းကနေပြီးတော့မှကလေးကိုဆက်ကြိတ်ပြီးတော့ကလေးကတခါတည်းပွဲချင်းပြီးပဲကျန်ဘလောက်တော့အဖြစ်ဆိုးလိုက်လေကလေးဘလောက်တော့ကြောက်သွားလိုက်မလဲဘလောက်တော့ခံစားသွားရမလဲဆိုတော့တွေးကြည့်လို့တော့မရအောင်တနာစရာလေးဗီဒီယိုဖိုင်လေးသွားကြည့်ရလေတကယ်တနာစရာလေးကလေးလေးကတကြိုးလေးနဲ့ဟဲ့အသက်ရစရာလေးရုပ်ကလေးကဆိုတနာပါတယ်ဘာမှမသိသေးတဲ့အရွယ်လေးကိုလေဒီဘလို့မှတွေးလို့မရဘူးဝိုင်ပြက်ချမ်းငင်းကားချမ်းငင်းကြော်ကြပြီးတော့ဒီလိုမျိုးတွေဖြစ်ကြလိမ့်မယ်လို့တွေးတော့မတွေးမိအခုကျတော့ comment တွေလိုက်ဖက်လိုက်တော့မှလေအမလေးအဲ့လိုကားတွေအများကြီးရှိသေးတယ် ရှင်းအောင်ဗျာကောင်းအောင်အပေါက်ကြီးနဲ့ တဲ့ထပ်ပြီးတော့သိလားကားလိုင်းကိုမြင်နေရတာတဲ့အဲ့လိုအပေါက်ကြီးတွေပေါက်ကြီးနဲ့ကားတွေအများကြီးရှိသေးတယ်တဲ့ဒါဆိုရင်နင်တို့လူတွေအများကြီးထပ်ကြအောင်ပါဗောဒီကားသမားတွေကနင်တို့လကားဘ누구မှလကားလဲစီးတာမဟုတ်ဘူးသိလားပတ်စံပေးပြီးစီးတာအဲ့ပတ်စံနေနဲ့နင်တို့အဲ့ကားတွေကိုကြက်ခိုင်ရေကိုနင်တို့စစ်ရမယ်ပြင်ရမယ်လေ ခီးတဲ့ဆိုလို့ရှိရင်လည်းကပိုင်းထိုက်ကြောက်ရတာနဲ့အဲ့ဒီအပေါက်ကြီးကြောက်ရတာနဲ့ခြေုံကျသွားမှာဆိုလို့ပြီးလို့ရှိရင်မှတ်တိုင်ကြော်သွားမှာကြောက်ရတာနဲ့ဒုက္ခတွေကမျိုးစုံပဲဗျာ ကို့အတွက်ကြီးပဲကိုကြည့်နေလို့မရဘူးကားအောင်နိုင်လဲကားတော်ထောင်ထားနိုင်တာပဲဒါတွေကိုမလုပ်နိုင်ဘူးလားလူအသက်တွေဟဲ့နောက်ထပ်လဲအဲ့ဒါထပ်ဖြစ်နိုင်ကြတယ်များ အမှန်တကယ်ဆိုလို့ရှိရင်ကောင်းလာရင်လည်းလူအပေါက်ကြီးတော့ပြန်ပြီးတော့ပြင်ပေးသစ်ပါတယ်ဗျာနော်ကားစီးတဲ့ခီးတဲ့တွေလည်းစိတ်ချတာပေါ့ဗျာပို့ပြီးတော့အနေရကင်းတာပေါ့ အားရှိသေးတယ်ဒီလိုပုံစံနဲ့လုပ်နေလို့ကတော့အော်တကယ်တနာပါတယ်ကလေးလေးကိုသွားကြည့်ရတော်တော်စိတ်မကောင်းဘူးဒီလားကြားလဲရမြန်မာနိုင်ငံလေးတကယ်အောက်ကိုတူတွေပဲဒီလားဘလို့ဖြစ်နေမှန်းမသိတော့ဘူးတခြားနိုင်ငံတွေထက်ကိုပို့တယ် မြတ်နိုင်ငံအစိုးရအုံနောက်ကောင်းတယ်နော်ဂုံးကြော်တရားတွေကိုစပိန်စီးပြီးတွာလာတဲ့သူတွေအတွက်အဆင်ပြေအောင်ဒီစပိန်နဲ့တွန်းတက်တဲ့အချမ်းဆိုလို့ရှိရင်လည်းဘိန်းနောက်ပြန်မလိမ့်အောင်ဂျားထဲမှာလိုင်းလေးတွေဖောက်ပြီးတာနော်စင်းနဲ့ဘက်အချမ်းဆိုလည်းလုံးဝဖြောင်းချောအတူယူမယ်ဆိုယူလို့ရနော် ဂျပန်မှာတော့စပိန်နေဘက်တော့3000တွေ့ရတယ်ဗျာ ဥထုပ်ဆောင်ပြီးမှစီးကြတာစပိန်တော့မှသူတို့ကဆိုင်ငယ်လိုပဲပတ်မှန်တက်တာနော် ဗတ်မှန်နေပါတယ် နှစ်နှစ်ရှစ်နှစ်အရွယ်ကလေးလေးတွေစပိန်စီးရင်လည်းသူတို့အဖေအမေတွေကအုတ်ထုတ်ဆောင်းပြီးတော့စီးခိုင်းတာចောင်းသူចောင်းသားတွေဆိုလဲဒီတိုင်းပဲစပိန်စီးရင်အုတ်ထုတ်တွေညားတော့အဖြစ်ဆောင်းကြတာအဲ့လိုအုတ်ထုတ်ဆောင်းတာတော့မတော်တဆမှုတစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်တော့မှ အုတ်ထုံးနဲ့ဆိုတော့ပို့ပြီးတော့စိတ်ဖြစ်တာပေါ့ဗျာ ဒီကိဒဏ်ရာရတာနဲတာပေါ့နော် ဒါကောင်းတဲ့ချက်ပါပဲ စပိန်ရဲ့နောက်မီးမှဆိုလို့ရှိရင်လည်းမီးလေးနဲ့ဖလက်ဆိုညဆိုလို့ရှိရင်လည်းဂျပန်တွေကစပိန်ကိုမီးထိုးပြီးတော့စီးကြတာ ကျမကလေဒီအကြောင်းကိုမပြောချင်ဘူးသိလားဒါပေမဲ့လေမက်ဆေ့ဘောက်ကနေပြီးတော့လာပြီးတော့ပြောခိုင်းတဲ့လူမေးတဲ့သူတွေအရန်များလို့မလို့အခုတော့ပြောပြလိုက်မယ်နော်ဒီအင်ဂျင်ကိုဘုန်းကြီးကျောင်းထဲကဇုံတွဲတဲ့အမျိုးသားကတဲ့
မိသားစုရှိတဲ့သူပေါ့နော်အမျိုးသမီးကတော့ကလေးနှစ်ယောက်အမေကျောင်းဆရာမအလဲတန်းပြလို့သိရတယ်ပေါ့နော်ဒီဖြစ်ပျက်ကိုဖြစ်ပြီးတဲ့အချိန်မှာမိန်းကလေးရဲ့ဟိုအကိုတွေကပေါ့နော် တိမ်ချောင်နေနဲ့လို့သိရတယ်ဗျ ရွာတွေကိုဝင်မခံဘူးလို့သိရတယ်မိန်းကလေးရဲ့မိခင်ကလည်းစိတ်ထိခိုက်ပြီးတော့ပေါ့နော်မူးမေလဲပြီးစေးရုံထီတောင်ရောက်သွားတယ်လို့ကြားသိရတယ်ပေါ့နော်ပြီးတော့ဘုန်းကြီးเจ้าပေါ့နော် စင်မကောင်းစရာပဲဗျ ဒီစုံတွေကအရင်ကတည်းကအတိုင်းဒီလိုမျိုးလာနေတာကိုသူကဂောဘကကိုပြောတယ်ဂောဘကကနေပြီးတော့အရှင်ဘုရားတက်တည်မရှိဘဲနဲ့အဲ့လိုပြောရင်အာဘတ်တင်တယ်လို့ပြောလို့သူကဒီတမင်စောင့်ပြီးတော့တက်တည်ကိုယူတာပေါ့နော်ယူပြီးတော့သူဒီလို line မော်တင်မို့တော့သူမရည်ရွယ်ဘူးဒါပေမဲ့ဖုံးဆိုင်မိန်းကလေးကဖုံးကြီးကိုဝင်လုံးတာလေဝင်လုံးပြီးတော့ဖုံးကိုလူရင်းရဲ့ဖုံးမှန်ကွဲသွားတယ်အဲ့ဖုံးမှန်ကွဲသွားတာကိုဖုံးဆိုင်ကိုသွားပြင်တဲ့အချိန်မှာအစင်မပြေမှုတွေကြားရတဲ့မှာဒီဗီဒီယိုကပြန့်နှံ့သွားတယ်ပေါ့နော်ပြန့်နှံ့သွားတယ်ဖုံးကြီးကလည်းလူပဲလေပုထုဇဉ်ပဲဒီကြားရတဲ့မှာအစင်မတင်နဲ့ကြားထဲမှာဒီလိုမျိုးတွေဖြစ်ပြသွားတယ်ပေါ့နော်အဲ့လိုမျိုးသိရပါတယ်ရှင်သူတမင်ရည်ရွယ်ပြီးတော့တင်တာတော့မဟုတ်ဘူးပြီးတော့တိမ်ကြောင်းပေါ့နော်တိမ်ဆိုတာတဲ့ဘလို့အကြောင်းရင်းနဲ့မှဖြတ်စည်းလို့မရဘူးပေါ့နော်ရွာလူတွေကဒီတိမ်ကိုဖြတ်ပြီးတိမ်အစ်ပြန်စောင့်မယ်ပါညာလို့ဆိုပေမဲ့မြေနေရာအစ်မှာကမောဝညက်တိမ်သမုတ်တိမ်နှုတ်ပြီးတော့မှတိမ်အစ်ဆောက်လို့ရမယ်လို့သိရတယ်ပေါ့နော်အဲ့လိုမျိုးကြားသိရတယ်ရှင်ကျမတီးတလောက်ကလေးပေါ့နော်ပြောပြတာပါရှင်ဟိုရှင်တို့သိတာရှိရင်လည်းကွန်မန့်လေးမှာဝင်ပြီးတော့ရေးခဲ့ပါအောင်ကျမပြောတာမှားတာရှိရင်လည်းဝင်ပြီးတော့ပြောခဲ့ပါအောင်ရှင် ခွေးစက်ခင်းနေတဲ့နင်တို့နှစ်ယောက်ကိုလေတော်လုံးခွင့်မလို့ဘူးငါခွင့်မလို့တယ်လို့နင်တို့ဖယားတွေကလည်းခွင့်လို့မှမဟုတ်ဘူးတိတ်လာဟုတ်ကောင်းလို့ဟုတ်ကောင်းမ တင်ကြောင်းတွင်းမှာအခုလိုပေါင်းသင်းဆက်ချက်တာဘာသာသာသနာကိုစော်ကားရရောက်တယ်။ဒါမပြုတ်အပ်တဲ့မပြုတ်လို့တင်တဲ့ကိစ္စတရားဖြစ်တယ်။ဟိရိဥဒ္ဒပတရားအဆက်ကြောင့်အားကြရမယ်။ရာဇကြီးပုံမှာ290မှာစိတ်ကိုနာကြည့်စေဖို့ဒုတိယကိုကိုယ်ွယ်တဲ့ဘာသာသာသနာကိုစော်ကားတာရောက်တယ်။ဒါဆိုရင်အဲ့ဒီလိုစိတ်ကိုနာကြည့်အောင်မခံရစိတ်ဖြစ်လာအောင်ကိုယ်ွယ်ဝပြုတာကိုစော်ကားတာဆိုရင်ရဇကြီးပုံမှာ290ရပြစ်ဒဏ်ထိုက်တယ်။အဲ့ဒီမှာတော့တနေ့ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေတနေ့အလုံးဖြစ်စေချက်မှတ်ချင်းခံရမယ်လို့ဥပဒေမှာပြဋ္ဌာန်းထားပါ ဟုတ်ကဲ့ပါတတိနဲ့လူစင်စားတဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်ပေါ်မှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like support နှိပ်ထားနိုင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေထင်မြင်စချက်လေးတွေကိုလည်းအောက် comment မှာရေးပေးသွားခဲ့ပါဦးခင်ဗျာ